အကုသိုလ်ကိုကြောက်လန့်တဲ့စိတ်ထက်သန်ဖို့နော်ကုသိုလ်ကိုအားကိုးလို့စိတ်ဆောင်ရွက်လို့စိတ်ထက်သန်ဖို့အတွက်အလွန်ကြီးမားတဲ့တွန်းအားတစ်ခုဟာဘာလဲလို့မေးရင်သိခြင်းတရားကိုစဉ်းစားဆင်ခြင်ခြင်းပဲအဲ့ဒါကိုလက်တွေ့ယောဂီတို့အနေနဲ့နော်လက်ခံနိုင်ဖို့နားလည်နိုင်ဖို့လိုတယ်ဟုတ်လားသိခြင်းတရားကိုဖန်ဖန်စဉ်းစားဘဝရဲ့အကြောင်းကိုအထိုက်အလျောက်ရိပ်မိလာတယ်သိခြင်းတရားကိုစဉ်းစားတဲ့အခါမှာဘဝအားကိုးရမဲ့တယ်ဆိုတဲ့အမြင်ကဖြစ်ပေါ်လာတယ်အားကိုးရမဲ့တယ်ဆိုလို့ရှိရင်အားကိုးရကိုသူရှာမှာပဲလေစိတ်ကဟုတ်လားအဲ့ဒါသိခြင်းတရားကိုစဉ်းစားတာ ਨੇ တေချာပေါ့ကိုယ့်ရဲ့စိတ်ထဲမှာအဆုံးဖြတ်ချက်နှစ်ခုခိုင်ခိုင်မာမာချလာနိုင်လိမ့်မယ်အဲ့ဒါဘာလို့ဆိုတော့ငါမကောင်းတာတွေကိုနေတဲ့နေအောင်လုံးမဖြစ်မယ်ကောင်းတာတွေကိုများတဲ့များအောင်လုံးမဖြစ်မယ်ဆိုတဲ့အတွေ့အပဲအဲ့ဒါကစာတွေကဒီလိုရေးထားလို့ကိုကဒီလိုတွေးပြသွားတာမဟုတ်ဘူးကိုကကိုတွေးကြည့်လိုက်နော်ဘဝရဲ့မတည်မြဲတဲ့သဘောပဲအချိန်မှပျက်စီးရမယ်မှတော့မသိတဲ့သဘောပျက်စီးပြီးရင်လည်းပဲဘယ်လိုသွားရမှမသိတဲ့သဘောမသိနိုင်မှုတွေနဲ့သွားနေတဲ့ခီးလမ်းမှာတရားဓမ္မတို့ဦးဇင်းတို့အတွက်အဓိပ္ပာယ်အရှိဆုံးလှုပ်ရှားအလုပ်ကနှစ်ခုပဲပါတော့မဟုတ်တာမလုပ်ဖို့မဟုတ်တာလုပ်ရရင်လည်းသိခြင်းတရားကိုဦးဇင်းတို့ကောင်းကောင်းရင်ဆိုင်နိုင်မှာမဟုတ်တန်တရားအတွက်လည်းပဲအခြေအနေကောင်းမှာမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကရှိပြီးသားလေဟုတ်လားဒါကြောင့်သိခြင်းတရားကိုစဉ်းစားလိုက်တာနဲ့သူကမဟုတ်တာကိုကြောက်လန့်တဲ့စိတ်ကြောင်ကျင်နေတဲ့စိတ်ကအလို့အလျောက်ဖြစ်တယ်အဲ့ဒီတင်ရက်မသွားဘူးဘာလာဦးမလို့ကောင်းတာကိုဆောင်ရွက်လို့စိတ်အကုလို့စိတ်ကလည်းရောက်လာမှာဟုတ်လားဒါကြောင့်မကောင်းမှုကိုယွန်ရှာဆက်ဆုပ်တဲ့ကုသိုလ်ကောင်းမှုကိုမြင်နိုးတဲ့အနေအထားတရက်ကိုရကျင်နေဆိုလို့ရှိရင်ဦးဇင်းတို့တွေကဘာလုပ်ရမလို့တော့သိခြင်းတရားဆိုတဲ့ဘဝခန္ဓာရဲ့အမှန်တရားကြီးကိုမျက်ခြေမပြတ်ရအောင်တော့သိခြင်းတရားကိုမျက်ခြေမပြတ်ခြင်းဟာကိုယ့်ရဲ့မှန်ကန်တဲ့လမ်းကြောင်းကိုမျက်ခြေမပြတ်ရှောင်နှမ်းနေစေလိမ့်မယ်တခါတလေဦးဇင်းတို့ကဘဝမှာနော်လမ်းကြောင်းပျောက်တာတွေရှိတယ်ဟိုဟာလောက်ရမှာလို့တရားလောက်ရမှာလို့မပြီးမပြင်းမပြတ်သားနဲ့သွားနေတာတွေရှိတယ်ဟုတ်လားတယောက်ကိုတယောက်မင်းဘယ်လမ်းကြောင်းကိုသွားပါလားလို့ပြောဖို့ဆိုတာသိမလွယ်ဘူးအဲ့တော့ကို၌ကကိုဘဝကိုလမ်းကြောင်းမှန်ပေါ်မှာချပြီးတော့သွားနိုင်ဖို့ရှောင်လန်းနိုင်ဖို့အရေးကြီးတယ်အဲ့တော့ကိုအကောင်းဆုံးလမ်းကြောင်းပေါ်မှာချပြီးတော့အကောင်းဆုံးတွန်းအားနဲ့တော့ခရီးရောက်သွားစေမယ့်အရာကတော့သိခြင်းတရားကိုစဉ်းစားဆင်ခြင်ခြင်းလို့မြင်တယ်အများကြီးဉာဏ်တွေလည်းအများကြီးကောင်းလာနိုင်တယ်အမြင်တွေလည်းအများကြီးအဆင့်မြင့်လာနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်ဧကဓမ္မောဘိက္ခွေဘာဝိတောဗုဒ္ဓိကတောဧကန္တနိဗ္ဗိဒာယဝိဒါဂာယနိရောဓာယဥပတ္တမယအဘိညာယတမ္မောဒာယနိဗ္ဗာနယတံဝတ္တန္တိဒီပါဠိလေးတွေယောဂီတို့နားထဲမှာရင်းနှီးပြီးသားဖြစ်မဲ့ထင်တယ်နော်တခုသောတရားကိုကျင့်ဖန်များစွာပွားများမယ်ကြိုးစားမယ်အားထုတ်မယ်ဆိုလို့ရှိရင်ဧကန္တနိဗ္ဗိဒာယဘဝဟာညီးငွေ့စရာမျှတာဖြစ်တယ်ဆိုတဲ့အမြင်မှန်ကိုရမယ်တဲ့သေချာပေါက်ရမယ်တဲ့ဧကန္တဆိုတဲ့စကားလုံးပါတယ်ဟုတ်လားဧကန္တနိဗ္ဗိဒာယနော်ဒီရုပ်တွေနံတွေဆင်ဆက်မပြတ်ဖြစ်ပေါ်နေရတဲ့အနေဒါတာယာကြည်နူးစရာကောင်းတဲ့ကိစ္စတစ်ခုမဟုတ်ဘူးလို့အမှန်ကန်သိမယ်ဝိရာဂာယတဲ့နော်ဘဝရဲ့ပုံမှာဆွဲမဲ့မှုတွေတဖြည်းဖြည်းနဲ့နေပြီးတော့နောက်ဆုံးချုပ်ငိမ့်သွားလိမ့်မယ်နိရောဓာယတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဆွဲမဲ့မှုချုပ်ငိမ့်လို့ရှိရင်အကျိုးတရားလည်းဖြစ်တဲ့ဒုက္ခတွေလည်းချုပ်သွားလိမ့်မယ်တဲ့နိရောဓဆိုတာအဲ့ဒါကိုပြောတာဝိရာဂာယနိရောဓာယပြီးတော့ဗါတော့ဥပတမယတဲ့နှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းဆိုတဲ့အကျိုးရလဒ်ကိုလည်းရရှိလိမ့်မယ်တဲ့။အော်စရာကြီးနော်သိရင်တရားကိုစဉ်းစားရင်နှလုံးစိတ်ဝမ်းငြိမ်းချမ်းမယ်တဲ့။တာမန်ဖြင့်စဉ်းစားကြည့်ရင်ဒီကျက်သိမရှိမင်္ဂလာမရှိတဲ့ကိစ္စကြီးကိုစဉ်းစားတာဘယ်လိုလုပ်ပြီးတော့နှလုံးစိတ်ဝမ်းငြိမ်းချမ်းနိုင်မှမလဲလို့ထင်စရာရှိတယ်။အဖြေကကိုမျှော်လင့်ထားတဲ့အတိုင်းမဟုတ်ဘူးနော်။သိရင်တရားကိုစဉ်းစားရင်ဘာလဲတော့နှလုံးစိတ်ဝမ်းငြိမ်းအေးမယ်လို့ဟောတယ်။အဲ့ဒါကိုလက်တွေ့စဉ်းစားကြည့်ပြီးတော့ဒေသနာတော်ကိုထောက်ခံနိုင်တဲ့အနေအထားတစ်ရပ်ကိုရအောင်လုပ်ကြည့်ပါနော်ဧကန္တနိဗ္ဗိဒာယဝိဒါဂာယနိရောဓာယဥပတ္တမယအဘိညာယတဲ့အဘိညာယဆိုတာထူးသောဉာဏ်ဖြင့်သိမယ်ထူးသောဉာဏ်ဖြင့်သိမယ်ဆိုတာကတာမန်ဉာဏ်ဖြင့်မသိနိုင်တဲ့ရုပ်တို့နာမ်တို့ရဲ့လက္ခဏာဖြစ်တဲ့အနိစ္စဒုက္ခအနတ္တကိုသိတာကိုပြောတာတာမန်အနေထားမှာဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာအဲ့ဒါကိုသိလားမသိဘူးเนาะပညာအာယုန်နေနဲ့ကြိုက်ချင်းမကြိုက်ချင်းနဲ့เนาะအကောင်းဆိုးအမျိုးမျိုးဝေဖန်ပြီးတော့ပဲစိတ်ကသွားနေတာဟုတ်လားဒီဖြစ်နေတဲ့သဘာဝတွေရဲ့အနိစ္စအမှန်ဒုက္ခအမှန်အနတ္တမှန်ကိုမသိဘူးသူတို့ရဲ့အပေါ်ယံပြထားတဲ့အနေထားလောက်ကိုပဲပြောရရင်အလေးညာလောက်ကိုပဲကြက်စားပြီးတော့ကိုယ်စိတ်တွေကကောင်းတယ်ထင်တယ်ဆိုးတယ်ထင်တယ်လောဘဒေါသနဲ့တုံ့ပြန်တယ်ဒီလိုနီးနေပဲသဘာဝတရားတွေပေါ်မှာဦးဇင်းတို့နားမလည်နိုင်မှုတွေနဲ့သွားကြတာဟုတ်လားတကယ်သဘာဝတရားကကိုထင်ထားသလိုမဟုတ်ဘူးဖြစ်လာတယ်မရှိတော့ဘူးဖြစ်လာတယ်မရှိတော့တိုင်းသွားတာ
ဟုတ်လားဒါကြောင့်ကောင်းမွန်တဲ့သဘောလည်းမဟုတ်ဘူးတန်ဖိုးရှိတဲ့သဘောလည်းမဟုတ်ဘူးအဲ့တော့အဲ့ဒီအနိစ္စဒုက္ခအနတ္တဆိုတဲ့အမှန်တရားကိုတာမန်ဉာဏ်နဲ့မြင်မလားမမြင်ဘူးထူးသောဉာဏ်ဖြင့်သာလျှင်သိနိုင်တယ်မြင်နိုင်တယ်ဒါဝိပဿနာဉာဏ်လို့လည်းခေါ်မယ်ပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားပြောတာသိခြင်းတရားကိုစဉ်းစားဆင်ခြင်ဉာဏ်ဖြင့်နော်ယုံနံတို့ရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကိုထူးသောဉာဏ်ဖြင့်သိနိုင်မြင်နိုင်လိမ့်မယ်တဲ့အဟောစရာကြီးနော်သိခြင်းတရားကိုစဉ်းစားတာနဲ့အဲ့ဒါကိုမြင်မယ်ဆိုတာတော့စဉ်းစားမကြည့်ရင်တော့သိနားလည်နိုင်သေးမှာမဟုတ်ဟုတ်လားဘယ်လိုလုပ်ပြီးတော့မြင်သွားလဲဆိုတာတော့ကိုတွေ့တာလုတ်အောင်ဖြစ်အောင်သာလုတ်ကြည့်ကြပြီတော့လို့ပဲပြောခြင်းနဲ့ဟုတ်လားဒီမှာတော့အတီလင်းဟောတာသိခြင်းကိုစဉ်းစားရင်အနိစ္စဒုက္ခအနတ္တကိုမြင်မယ်ဒါတင်လားဆိုတော့မကဘူးအနိစ္စဒုက္ခအနတ္တကိုမြင်ပြီးဆိုမှတော့ဒီဉာဏ်ကတွတ်တက်နေပါလေတွတ်တက်ရင်ဘယ်ရောက်သွားမလို့သစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတယ်မဲ့ဉာဏ်ကိုရမယ်အဲ့ဒါကိုပြောတော့တန်ဘောဓာယတဲ့တန်ဘောဓာယဆိုတာသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတဲ့နိဗ္ဗာန်ကိုတော့မြင်နိုင်တဲ့အထိအစစ်မြင့်တဲ့ဉာဏ်ကိုရည်ရွယ်တာအဲ့ဒါကိုရပြီဆိုလို့ရှိရင်အဲ့ဒီလောက်ဉာဏ်ထက်ပြီဆိုရင်ဘာဖြစ်မလို့နိဗ္ဗာန်နာယတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရလိမ့်မယ်ဟောအလွန်မြင့်မားတဲ့အကျိုးရလဒ်တွေဒီခန္ဓာရဲ့သိခြင်းဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းအပြင်ရလိမ့်မယ်လို့ဟောတာနော်ဧကန္တနေပိရာယတေချာပေါက်တန်တရားဝဆင်းရဲကိုညီငွေတဲ့ဉာဏ်ကိုရမယ်သူကြတော့ဧကန္တဆိုတဲ့စကားလုံးလေးပါထည့်ဟောတယ်နော်သိခြင်းကိုစဉ်းစားသိခြင်းစဉ်းစားတဲ့နေရာမှာနည်းနည်းလေးတော့ဦးဇင်းတို့နောက်ပိုင်းလေးမှာနည်းနည်းပြောပါမယ်သူကကိုယ်တဘဝကိုယ်တခန္ဓာရဲ့ပြက်တက်တဲ့သေတဲ့သဘောလောက်စဉ်းစားတာနဲ့သူကမပြည့်စုံဘူးဖြစ်နေတဲ့တတ္တဝါမှလည်းများတွေ့နေရတဲ့တတ္တဝါမှလည်းများအကုန်သေးရမှာကြီးပဲလို့စဉ်းစားမှပြည့်စုံတာလူတွေမကောက်ဒိဋ္ဌံတွေမြင်သမျှတွေ့သမျှကိုယ်စိတ်ကူးတဲ့ရှိသမျှတတ္တဝါတွေအကုန်လုံးဟာသိကြရမှာကြီးပဲဆိုတဲ့အမှန်တရားကိုစဉ်းစားမှဉာဏ်ပို့ပြီးတော့ကျေပြန့်တာကြီးမားတာဟုတ်လားဧကန္တနိဗ္ဗိဒာယတန်တရားဟာပျော်ရွှင်စရာကောင်းတဲ့အနေအထားတစ်ခုမဟုတ်ဆိုတာသိကြဖို့သိမယ်ပြီးတော့ပါတော့ဝိရာဂာယဆွဲမဲ့မှုကင်းမယ်និရောဓာယဒုက္ခချုပ်မယ်ဥပဒမာယနှလုံးစေဝံငြင်းအေးမယ်အဘိညာယထူးသောဉာဏ်ဖြင့်သိမယ်တန်ဘောဓာယထိုးထွင်းပြီးတော့သိမယ်နိဗ္ဗာန်ယနိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်ခုနှစ်မျိုးနော်ဟုတ်လားဒါကြောင့်မလို့ဒကာဓမ္မတို့အချင်းတွေနော်အကုသိုလ်ကိုရှောင်ကျင်လိုစိတ်ထက်သန်ဖို့ကုသိုလ်ကိုဆောင်ရွက်လိုစိတ်ထက်သန်ဖို့အတွက်မျက်ခြေမပြတ်ရမယ်အမှန်တရားတစ်ခုဟာဘာလဲလို့မေးရင်သိခြင်းတရားပဲဟုတ်လားဒီဥစ္စာကလူတိုင်းနဲ့အချိန်တိုင်းမှာနော်ဆက်ဆံနေတဲ့ပတ်သက်နေတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ကျွမ်းကျင်ထားတဲ့နေပေါ့နော်ကိုယ်စိတ်ထဲမှာတော့သိခြင်းတရားကိုစဉ်းစားတဲ့နေရာမှာနော်စဉ်းစားပုံစဉ်းစားနေတနည်းအားဖြင့်အချက်အလက်ကလေးတွေပေါ့နော်ဘယ်လိုစစဉ်းစားမလဲဆိုတော့လုံနေမကြလို့ရှိရင် तू ကလည်းပဲအရင်ကြီးကျွမ်းကျင်မှာမဟုတ်ဘူးနော်ရှင်တန်ခြင်းဟာမမြဲသေဆုံးခြင်းဟာမြဲတယ်မွေးဖွားလာတဲ့တတ္တဝါတွေအကုန်လုံးသေရလိမ့်မယ်သေရကြည်သေးရဲ့ငါဟာသေရကြည်သေးရဲ့သေကိုသေရလိမ့်မယ်ကိုသေလူတယောက်ဖြစ်တယ်ဆိုတာကိုကြင်ဖန်များစွာစဉ်းစားတာဟုတ်လားဒါပေမဲ့အဲ့လိုစဉ်းစားတဲ့နေရာမှာဒီသေတတ်တဲ့သဘာဝတွေရဲ့အကြောင်းတွေကိုလည်းပဲအထိုက်လျောက်နားလည်ထားဖို့လိုတယ်အဲ့ဒီနားလည်မှုတွေနဲ့တွဲပြီးတော့လုံမအားကောင်းအောင်နော်အဲ့ဒီနားလည်မှုကိုရအောင်ဒေသနာတွေကိုလေ့လာဖို့သင့်တယ်ပေါ့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကသားတယောက်တည်လို့နော်ဖခင်တယောက်အနေနဲ့ဘလို့မှမဖြေနေမဆိုင်နေဖြစ်နေတဲ့တက္ကကြီးတယောက်ကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာလေးတစ်ပုဒ်ရှိတယ်တန်လှသုတ်တံလို့နာမည်ပေးတယ်တန်လှဆိုတာနော်စိတ်နှလုံးကိုစူးနေတယ်မြားလို့အဓိပ္ပာယ်ရတယ်တော့သားဖြစ်တဲ့လူပျက်စီးသွားတဲ့အခါကျတော့သူ့စိတ်နှလုံးမှာတောကမြားစူးနေတယ်သူဘလို့မှမနှုတ်နိုင်ဘူးအဲ့ဒါမြတ်စွာဘုရားအမြင်မှန်ရအောင်လုပ်ပေးတာကိုယ့်ရဲ့အမြင်မှန်ဖြစ်တာလေကိုယ်တန်တာမှာစူးနေတဲ့စိုးရိမ်မှုမြားကိုနှုတ်နိုင်တာသူများလာနှုတ်ပေးလို့မရဘူးဒါပေမဲ့သူများကဒီမြားကိုနှုတ်တဲ့နေရာမှာအမြင်မှန်ရအောင်တော့အထောက်ကိုပေးနိုင်တယ်တကယ်မြားကိုနှုတ်တာကကိုယ့်အမြင်မှန်ပဲကိုယ့်ကိုနှုတ်ပေးမှာပေါ့နော်သို့တော့အဲ့ဒီအမြင်မှန်ရအောင်ကြတော့သူတော်ကောင်းတွေရဲ့နော်အကူအညီကိုဘာလို့ရတော့ယူရတာနော်သူတော်ကောင်းတွေရဲ့အကူအညီနဲ့ကင်းကွာပြီးတော့မရအောင်ဒါကြောင့်စကားလေးတစ်ခွန်းကောင်းနဲ့ပေါ်လာသေးတယ်ဒုက္ခတွေဆက်ဖြစ်နေတာတန်တရားဝုက္ကမလို့ဖ ೇನೆ ဒုက္ခတွေဘာကြောင့်ဆက်ဖြစ်နေရတယ်လဲဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုရင်အကြီးဆုံးအကြောင်းတရားကအဝိဇ္ဇာဟုတ်လားဘာကြောင့်ဒုက္ခတွေဖြစ်လဲဘာကြောင့်ဆင်းရဲလဲလို့မြင်ဆင်းရဲဘာကြောင့်ဖြစ်လဲလို့မြင်အဝိဇ္ဇာလို့ထိထိမိမိအကြောင်းတရားကိုမြင်တတ်ပါစေဟုတ်လားအဲ့လိုဆိုရင်ဆင်းရဲဘာကြောင့်ချုပ်တုံဒုက္ခတွေဘာကြောင့်ချုပ်သွားတုံလို့မေးရင်ရုပ်တရက်ဆိုရင်တော့ဝိဇ္ဇာလို့ဦးဇင်းတို့ပြောမိမယ်ပေါ့နော်ဒါပေမဲ့အဖြေကအဲ့လိုမဟုတ်ဆင်းရဲဘာကြောင့်ချုပ်တုံဆိုတာမြတ်စွာဘုရားကြောင့်ချုပ်ရတယ်ဟောဘုရားကိုအကြောင်းတရားအနေနဲ့ပြောထားတာတ
တကယ်လို့ဒီလိုအမြင်မှန်ရထားတဲ့ပုဂ္ဂိုလ်တူတယောက်မြတ်စွာဘုရားတော့ပေါ်မလာဘူးဆိုရင်ဦးဇင်းတို့ဝိဇ္ဇာဆိုတာရှိနိုင်မလားအတေချာတွေးကြည့်တော့မှအော်ဟုတ်တာပဲဆိုတဲ့အမြင်ဖြစ်လာတယ်ဟုတ်တယ်မဟုတ်လားအခုကျွတ်တို့မှာဘာပဲပြောအခုသိနေတဲ့အတီလေးတွေမဖြစ်စလောက်လေးတွေပေါ့ဟုတ်လားဒီမဖြစ်စလောက်အတီလေးတွေတောင်မစုတရားရတာတော့ဘုရားတရားရတာနော်ဟုတ်တယ်မဟုတ်လားဘုရားဟောထားတဲ့ဒီအမြင်မှန်ဒေသနာတွေနဲ့ကင်းပြီးတော့ဦးဇင်းတို့မှာဒီညာဘလို့မှဖြစ်လာကြကြအောင်မရှိဘူးနော်မြတ်စွာဘုရားတရားဓာတ်ရိုက်မဟုတ်တောင်မှဓာတ်ရိုက်တော့မကြားခဲ့ရဘူးပေါ့ဟုတ်လားဒါပေမဲ့ပြောတော့မရဘူးပေါ့ဘုရားလက်ထက်ကဘုရားနဲ့တွေ့တဲ့လူလည်းဖြစ်ပြီးတော့မှမိုက်လို့မဲလို့ကြံနေတာလည်းဖြစ်ရင်ဖြစ်မှာပေါ့ဟုတ်လားတေချာတာကတော့မြတ်စွာဘုရားရဲ့စကားတော်ကိုတစင်ကြားနဲ့ဦးဇင်းတို့နားတွေကိုရောက်လာခဲ့တယ်အဲ့ဒါကနေဆက်ဆက်ပြီးတော့အတိလေးတွေဉာဏ်လေးတွေဖြစ်ပေါ်လာတယ်တကယ်တန်တရားဝိဒုက္ခကိုဏိကုံးချုပ်ပေးတာတော့အတိညာချုပ်ပေးတာပေါ့သို့တော့အဲ့ဒီအတိညာကမြတ်စွာဘုရားအကြောင်းသာနဲ့ရတာဖြစ်တဲ့အတွက်ကြောင့်တန်တရားဝိဒုက္ခကလွတ်ချင်းရဲ့အာကြီးတဲ့အကြောင်းတရားဟာမြတ်စွာဘုရားပွင့်လာခြင်းပဲလို့ဒီလိုမျိုးပြောတာဟုတ်လားဒါကြောင့်ဒေသနာတွေကိုဦးဇင်းတို့ဘာလို့ဖို့လို့တော့လေးလာဖို့လိုတယ်နာယူဖို့လိုတယ်လိုက်စားဖို့လိုတယ်အလုံးဟာဆက်ဆက်နေတာနော်အဲ့ဒါမြတ်စွာဘုရားအဲ့လိုသားသေးလို့နော်ယင်မှာတောကညောင်ရှူးနေတဲ့တရားကြီးကိုဟောတဲ့ဒေသနာတစ်ပုဒ်အဲ့ဒီတဲကခါထာလေးတွေနည်းနည်းဦးဇင်းကောင်းထုတ်ချက်ချပြီးပြောမယ်အနိမိတ်တမနိညာတံမေဇာနဣရဇီဝိတံဂတိတင်္စပရိတင်္စတင်္စဒုက္ခေနတံယုတံနော်သိခြင်းတရားအကြောင်းကိုစဉ်းစားဖို့သိခြင်းတရားအကြောင်းစဉ်းစားရင်ဒီအသက်ဒီခန္ဓာရဲ့အကြောင်းကိုလည်းပဲချမ်းထားလို့မရဘူး။ဘောင်းဆိုသိတယ်ဆိုတာဒီပြင်ဟာသိတာမဟုတ်ဒီအသက်ဒီခန္ဓာသိတာပဲလေ။အဲ့တော့ခန္ဓာအကြောင်းသိခြင်းသိပင်နဲ့သိခြင်းတရားအကြောင်းသိခြင်းလို့လည်းပဲတသိတတိတာပြောလို့ရတယ်။ဟုတ်လား။အဲ့တော့ဘယ်လိုပြောထားတော့ဒီမှာအနိမိတ်တမနိညာတံမေဇာနဣရဇီဝိတံဂတိတင်္စပရိတင်္စတင်္စဒုက္ခေနတံယုတံဣဒဤလောက၌မေဇာနတတ္တဝါတို့ရဲ့ဇီဝိတံအသက်တည်အနိမိတ်တံတမတ်ချက်အမှတ်အသားကင်းသည်ဟောဒီဖြစ်အနိညာတံဂတိအသက်အပိုင်းခြားဖြင့်မတိအပ်သည်ဟောဒီဖြစ်ဂတိတင်္စညွန်ညင်ပင်ပန်းခြင်းရှိသည်လေဟောဒီဖြစ်ပရိတင်္စတူသည်နဲသည်လေဟောဒီဖြစ်တန်ထိုအသက်သည်ဒုက္ခေနဆင်းရဲနဲ့တန်ယုတံဆက်ရှင်နေ၏တဲ့ဒါလေးကိုနည်းနည်းလေးအဓိပ္ပာယ်ပြောပြမယ်တတ္တဝါတို့ရဲ့အသက်ဆိုတာတဲ့နော်ဘယ်လောက်နေရလိမ့်မယ်ဘယ်လိုပုံသဏ္ဍာန်နဲ့ဘယ်အချိန်မှာဘာဖြစ်သွားလိမ့်မယ်လို့သိနိုင်တဲ့အမှတ်အသားမပါဘူးတဲ့ဆိုလိုတာကဘာမှမသိနိုင်ဘူးတဲ့အသက်ဆိုတာဟုတ်လားကောင်းကောင်းသားနဲ့သိရင်လည်းသိသွားတာပဲအသက်ရဲ့သဘာဝဟာမသိနိုင်ဘူးတဲ့နော်ပြီးတော့ဒီအသက်ကဘယ်လိုသဘောရှိတုံးဆိုတော့ညှိုးညင်နဲ့ပင်ပန်းတဲ့သဘောရှိတယ်ရုန်းကန်ရတဲ့သဘောရှိတယ်ဒီအသက်ရှင်ဖို့အတွက်ဦးဇင်းတို့အများကြီးကြိုးစားအထောက်ရတယ်ဒါပေမဲ့ဘလောက်ပဲကြိုးစားအသက်ကအကြာကြီးတည်နေတာတော့လေမဟုတ်ဘူးတဲ့တိုးတဲ့သဘောနေတဲ့သဘောရှိတယ်တဲ့အဲ့လိုတိုးတဲ့နေတဲ့သဘောရှိလို့နေရာတုံးလေးမှာချမ်းချမ်းသာသာလေးနေလဲရတာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးတဲ့ဒုက္ခေနတန်ယုတံဆင်းရဲဒုက္ခနဲ့လည်းဆက်ရှင်နေတယ်တဲ့ဒါလက်တွေ့အဲ့ဒါပဲဟုတ်လားအသက်ဟာတည်နိုင်တဲ့အမှတ်အသားမရှိဘူးနော်သိနိုင်တဲ့အမှတ်အသားမရှိတဲ့အပြင်ဒီအသက်ကလေးရှင်ဖို့အတွက်ဦးဇင်းတို့အများကြီးခက်ခဲရင်ကြိုးစားရတယ်ခက်ခဲရင်ကြိုးစားထားလို့ကြာကြီးတီလားဆိုတော့လည်းမတီဘူးခဏပဲခဏဆိုလို့ကောင်းသလားဆိုတော့လည်းမကောင်းဘူးတဲ့ဆင်းရဲနဲ့ရှင်နေသေးတယ်တဲ့ကာထာလေးတူတူလေးနဲ့အများကြီးဆုံးအောင်ပြောသွားတာဟုတ်လားနာဟိတောဥပကမောအထိယေနဇာတာနမိယေတိစတံပိပတ္တဝမရဏဒါဧဝံဓမ္မဟိပါဏိနောတဲ့ဒါလေးကတော့တစ်မျိုးလေးစဉ်းစားရပေါ့ဇာတာဖြစ်ကုန်သောတတ္တဝါတို့သည်ယေနအကျဉ်လုံးလားဖြင့်နမိယေတိမသေးကုန်ရာသောဥပကမောထိုမသေးခြင်း၏အကြောင်းလုံးလားသည်နအထိမရှိစတံအိုခြင်းသို့ပတ္တဝါပြီးရောက်ရသော၎င်းအပတ္တဝါပြီးမရောက်ဖဲသော၎င်းမရဏဟောတိသေရကုန်၏ဟိမှန်လားပြီပါဏိနောတတ္တဝါတို့သည်ဧဝံဓမ္မောဤသို့သောသဘောရှိကုန်၏တဲ့ဒါပါပြောတာတော့မွေးဖွားလာတဲ့တတ္တဝါကိုမသေးအောင်လုပ်မယ်ဆိုရင်အဲ့လိုလုပ်လို့ရတဲ့အကြောင်းဆိုတာမရှိဘူးတဲ့လုံလစိုက်ထုတ်ပြီးတော့မသေးအောင်လုပ်မယ်ဆိုရင်မသေးအောင်လုပ်လို့ရတဲ့လုံလဝရိယမျိုးလောကမှာမရှိဘူးလေဆိုလိုတာကမသေးအောင်ဘလို့လုပ်လို့မှမရဘူးတဲ့ဘလောက်စွမ်းလို့မှဘလောက်ကြိုးစားလို့မှမသေးအောင်လုပ်လို့မရအောင်တချို့ပြောကြတာရှိတယ်မသေးသေးဖော်တာဒါအချီးနှီးပါမရပါဘူးเนาะမသေးအောင်လုပ်လို့ရတဲ့အကြောင်းတရားဆိုတာမရှိဘူးလို့ပြောတာဟုတ်လားအဲ့ဒါကိုဘလို့ထပ်ပြီးတော့ခိုင်မြဲအောင်ပြောတော့အိုခြင်းတို့ရောက်ရတော်၎င်းမရောက်ဖဲတော်၎င်းတတ္တဝါတွေတည်တတ်တယ်အဲ့ဒါတတ္တဝါတို့ရဲ့သဘောပဲတဲ့တဘာဝပဲလို့ပြောတာနော်အိုမသေးမယ်လို့တရတည်းပြောလို့မရအောင်မအိုဘဲနဲ့လည်းတည်တတ်တယ်အဲ့တော့ဒါတွေကဦးဇင်းတို့သိခြင်းတရားကိုစဉ်းစားတဲ့နေရာမှာနားလည်ထားရမယ့်အရာတွေနားတော့လည်ပြီးသားပေါ့သို့တော့အစီအစဉ်ကြလေးနားလည်ရမယ်ဟုတ်လားများသောဖြင့်ဦးဇင်းတို့ရဲ့စိတ်ထဲမှာ
မအိုဘဲနဲ့ငငယ်ရွယ်တည်သွားတယ်လေမြင်တော့မြင်မှုတာတိတော့တိတာပဲဒါပေမဲ့စိတ်ကမတိမတာဆွဲနေတာလူဆိုတာအိုမတည်တယ်လို့ပဲဆွဲနေတာလေကိုပဲအဲ့လိုပဲဆွဲတာပဲမဟုတ်လားနော်30 40 50ဆိုရင်တည်မလို့ဘယ်ထင်မတော့အဲ့ဒီအထင်ကဘာကိုပြောနေတာတော့အိုမပဲတည်ချင်းကြမှာပဲတည်မလို့ထင်တာဟုတ်လားတည်ချင်းကိုကိုယ့်ကိုဘယ်လိုတော့တတ်မှတ်လို့မရပါဘဲနဲ့ဘာလို့ထားတော့ရဟန်းပြီးတော့စိတ်ကမတိစိတ်ကတတ်မှတ်ထားတာငါဒီချိန်မတည်သေးဘူးအဲ့ဒါခိုင်ခိုင်မာမာကိုရှိနေတယ်ဟုတ်လားအဲ့ဒါကြောင့်မလို့ဦးဇင်းတို့ရဲ့ဉာဏ်တွေကတိတ်ပြီးတော့မပွင့်ဘူးဟုတ်လားခိုင်ခိုင်မာမာရှိနေတယ်သိမယ်လို့ထင်ကိုမထင်ဘူးဟုတ်လားအဲ့တော့သိရမယ်သိလိမ့်မယ်လို့သိကြပေါ့သိလိမ့်မယ်လို့အထင်ခိုင်းတာလည်းမဟုတ်ဘူးဒီနေရာမှာနားလေသိခြင်းကမသိကြတဲ့သဘောကိုတော့ပြပြဝဝလက်ခံစေခြင်းနော်ခဏနေရင်သိမယ်လို့ပြောတာမဟုတ်နောက်နှစ်သိမယ်လို့ပြောတာမဟုတ်သို့တော့မသိဘူးလို့လည်းပြောလို့မရဘူးသိမယ်မသိမယ်မသိနိုင်ဘူးလို့ပြောတာကျွတ်တော့မသိနိုင်တာကိုမသိနိုင်ဘူးဆိုတဲ့နေရာမှာမထားဘဲနဲ့မသိနိုင်တာကိုဘယ်လိုလုပ်တာသိနိုင်တယ်လို့လုပ်ထားတယ်အဲ့ဒီဟာမှားနေတာကိုပြောတာဟုတ်လားမသိနိုင်တာကိုမသိနိုင်တယ်လို့ထားမှမှန်မှာနော်သိမလားရှင်မလားမသိနိုင်ဘူးအဲ့ဒီမသိနိုင်ဘူးဆိုရင်ကိုပဲတော်နေပြီဟုတ်လားအော်ငါသိချင်းသိသွားနိုင်တယ်သူကဟိုလိုပြောရရင်တဝက်ပဲပေါ့နော်ရှင်ချင်းလဲရှင်မယ်သိချင်းလဲသိမယ်အခုကကျွတ်တော့တဝက်မလာဘူးသိမဲ့ဘက်ကမပါဘူးမသိမဲ့ဘက်ကိုယာနှုံးပြီးမလုပ်တာတော့ပို့ယုံကြည်ထားတာပေါ့စိတ်ကဒီအသက်ကိုယုံကြည်ထားတာမသေးသေးဘူးငါလုံးဝမသေးသေးဘူးလို့ယုံကြည်ထားတာစကားအရာမင်းတော့ပြောမှာပေါ့ဘယ်တက်နိုင်မှာဟုတ်တာပေါ့သိချင်းလဲသိမှာပေါ့လို့ပြောဒါပေမဲ့စိတ်ထဲမှာဆွဲနေတာဘလို့တော့မသိဘူးလို့ပဲဆွဲနေတာအဲ့ဒါအဲ့ဒီအဆွဲကိုယ်စိတ်ထဲမှာရှိမရှိရှားကြည့်လေရှိလားရှိရနော်ရှိလို့လည်းပဲပြောနေနိုင်တာပေါ့ဟုတ်လားတဝက်ဖဲဆိုတာတော့သိရင်ကိုလူကပုံနေပြောင်းနိုင်တယ်မှန်နေပါလိကြမယ်ဟုတ်လားအချိုးတွေပါလိပြောင်းမယ်လမ်းကြောင်းတွေပါလိဖို့တဲ့မယ်ဒီဥစ္စာတော့သူ့ရဲ့ဆွမ်းအလွန်ကြီးတယ်နော်အခုအဲ့ဒါကိုဦးဇင်းတို့မေ့နေလို့ခပ်ပြောခပ်ပေါ်ဖြစ်တယ်လို့နေနိုင်တာပဲတကယ်တည်းကအဲ့တော့ကိုယ့်ရဲ့စိတ်ကိုပြောင်းလဲသွားစေခြင်းနဲ့ဆိုလို့ရှိရင်ဒီဟာအလုံးမဆွမ်းအားရှိတယ်ခပ်ပေါ်သဘောမထားနဲ့ဟုတ်လားဒါကြောင့်အသက်ကိုမသေးအောင်ဘယ်လိုမှလုပ်လို့မရဘူးအိုသည်ဖြစ်စေမအိုသည်ဖြစ်စေအသက်ဟာတည်တဲ့သဘောရှိတယ်ဒါဟာအသက်ရဲ့သဘာဝပဲတဲ့ဒါဒုတိယဂါထာပြောတာနော်ပြီးတော့တတိယဂါထာဘာပြောတော့အချိန်ရှိတော့လေးပြောဦးမှာဟုတ်လားဖလာနမိဝပက္ကနံပါတောပတ္တနာတောဘယံဧဝံဇာတနာမေဇာနံနေသံမရဏတောဘယံပက္ကနံမှဲ့ကုန်သောဖလာနံတည်တည်တို့ဟာပါတောနံတဲ့အခါ၌ပတ္တနာတော်ကြွေကြခြင်းကြောင့်ဘယံဘေးသည်ဟောတိဤဝါဖြစ်တဲ့ကဲ့သို့ဧဝံဤအတုဇာတနာမေဇာနံမွေးဖွားလာသောတတ္တဝါတို့အားမရဏတော်တည်ခြင်းကြောင့်နေသံအမြဲဘယံဘေးသည်ဟောတိဖြစ်၏ဦးဇင်းတို့ပြောနေကြနော်ဒီဂါထာလေးဟာပစ္စည်းမှဲ့တွေဟာနက်နက်ခင်းတိုင်းမှာကြွေခြင်းဆိုတဲ့ဘေးရှိတယ်အဲ့လိုပဲမွေးဖွားလာတဲ့တတ္တဝါမှန်သမျှဟာလည်းပဲအချိန်တိုင်းမှာတည်ခြင်းဆိုတဲ့ဘေးရှိတယ်တဲ့ဟုတ်လားပစ္စည်းမှဲ့တွေကတော့ရေဘူးရသဘောအဖြစ်ပြောရင်မနက်ခင်းပဲကြွေရတာများတယ်နေ့လည်းနေခင်းညနေခင်းကြွေတာလည်းရှိပါတယ်သို့တော့အများစုကတော့မနက်ခင်းမှာကြွေကြတယ်ဒါကြောင့်သူ့ကိုအချိန်ကလေးကန့်ပြီးတော့မြတ်စွာဘုရားဟောတယ်ပါတောပတ္တနာတောဘယံနန္တဲ့အခါမှာကြွေခြင်းဆိုတဲ့ဘေးဟာဆက်ရောက်လာတတ်တယ်တဲ့တိမှဲ့တယ်ဒီနေ့မကြွေနောက်နေ့ပေါ့နော်မွေးဖွားလာတဲ့တတ္တဝါတွေရဲ့တည်ခြင်းဆိုတဲ့ဘေးကြတော့သူကအချင်းတတ်မှတ်ချက်မပါဘူးနော်နေသံမရဏတောဘယံနေသံအမြဲတဲ့ဟုတ်လားဘယ်ရွယ်လို့သူ့ကိုအရွယ်လည်းတတ်မှတ်လို့မရဘူးဘယ်ချိန်လို့အချင်းတတ်မှတ်လို့မရဘူးဟုတ်လားအရွယ်အမျိုးအနေထားအမျိုးနဲ့တည်နေကြတာကိုကြည်ချင်းအဖြစ်နော်အလွန်မှန်ကန်တယ်ဆိုတာကိုမသိနိုင်ဘူးလားသိနိုင်နော်ဒါကြောင့်တည်ခြင်းတရားကိုစဉ်းစားတဲ့နေရာမှာသောသောဂါထာလေးကိုလို့ဆင်ញင်ဖို့လိုသလိုဒီဂါထာရဲ့အဓိပ္ပာယ်ကိုလည်းဆင်ញင်ရမယ်။အော်ငါခန္ဓာမပျက်စီးနိုင်ဘူးလို့အာမခံချက်ပေးနိုင်တဲ့အချိန်တစ်ချိန်မှမရှိပါလားဆိုတဲ့အဲ့ဒီကြတော့ပို့ပြီးတော့တည်ခြင်းတရားနဲ့နီးစပ်သွားတယ်ပေါ့နော်။တည်ကြမောက်တည်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးနော်။သို့တော့တည်ခြင်းလည်းပဲအချိန်မရွေးတည်သွားနိုင်တာပဲ။အဲ့ဒီဥစ္စာကိုအရင်တော့အများကြီးစိတ်ထဲကပြင်းပြင်းနားလည်မှုရှိဖို့လိုတယ်။နားလည်ရင်လက်ခံသွားတာစိတ်ကအလိုလျောက်ဟိုကျတော့လက်မခံနိုင်သေးဘူးဒီအမှန်တရားကိုပေါင်းစောစဉ်းစားဆင်ခြင်မှုအားနေလို့အားနေတဲ့အခါကျတော့ဒီအမှန်တရားကအမြင်ကတိတ်ပြီးတော့မရှင်းဘူးဟုတ်လားမျက်စိပါဝါကြားနေတယ်လို့မျက်မှန်မတက်ဖဲနဲ့ကြည့်တဲ့အခါကျွန်တော်တို့ဝါဒတာဖြစ်နေပါနော်အဲ့ဒါမျိုးပါဝါကောင်းလေးနဲ့အန်ကြာလေးနဲ့ကြည့်လိုက်တဲ့အခါတော့ကြီးကြီးလေးနဲ့ပြက်ပြက်သားသားဖြစ်တယ်အဲ့လိုပဲအမှန်တရားကရှေ့မှာထင်ရှားရှိတယ်သို့တော့ကိုယ့်ရဲ့စဉ်းစားနိုင်စွမ်းဆင်ခြင်နိုင်စွမ်းအားနေတဲ့အခါဘာဝနာအဆင့်ကိုမရောက်တဲ့အခါကျတော့ဉာဏ်ကတော့ကြီးကြီးလေးလေးပြက်ပြက်သားသားကြီးမြင်တာမဟုတ်ဘူးဟ
ဟုတ်တယ်လို့မဟုတ်တယ်လို့ဝါတာတာတော့မြင်နေတယ်။အော်ဒါဆက်ပြီးတော့စဉ်းစားကြည့်လိုက်။နော်ဆယ်ကစဉ်းစားတာနဲ့အခါတရစဉ်းစားတာမတူဘူးနော်။အဲ့ဒီဥစ္စာကိုဦးဇင်းတို့ပေးတာပေါင်းတော်တော်တို့နည်းနည်းလေးလက်တွေ့ဆန်းဆန်းလုပ်ကြည့်ပေါ့။ဟောနောက်၄ခုမြောက်ကထာကစောစောကနော်ကောသလမင်းကြီးကိုဟောရခဲ့တဲ့အတိပ္ပယ်နဲ့ခတ်ဆင်စရာယထာပိကုမ္မကာရတကတမဋ္ဌိကပါဇနာတပ်ပိဗေဒနာပရိယန္တာဧဝမေဇာနာဇီဝိတံနော်အိုးထိန်တွေလှုပ်ထားတဲ့အိုးမှန်သမျှဟာကွက်ပြက်ခြင်းနဲ့အဆုံးရှိတယ်အဲ့လိုပဲမွေးဖွားလာတဲ့တတ္တဝါတွေဟာပျက်စီးခြင်းသာနဲ့အဆုံးရှိတယ်တဲ့ဒါကဦးဇင်းတို့ရဲ့နော်သိခြင်းတရားပေါ်မှာမြင်တဲ့အမြင်တွေကိုပြတ်သားတဲ့ပြတ်သားအောင်ကြည်လင်တဲ့ကြည်လင်အောင်အမျိုးမျိုးစဉ်းစားဆင်ခြင်ကြည့်တာပေါ့ပြီးတော့နောက်တနည်းဘယ်လိုလာတော့ဒေဟရာသမဟာဒါစယေပါလာယေစပန္တိတာတပ်ပိမေစုဝတ္တယန္တိတပ်ပိမေစုပရာယနာဒေဟရာစငယ်သောသူတို့သည်၎င်းမဟာဒါစကြီးသောသူတို့သည်၎င်းယေပါလာစအကျဉ်လူမိုက်တို့သည်၎င်းယေပန္တိတာအကျဉ်ပညာရှိတို့သည်၎င်းတပ်ပိအလုံးစုံသောသူတို့သည်မေစုဝတ္တတေမင်းအလိုတို့ယန္တိလိုက်ကြရကုန်၏တပ်ပိအလုံးစုံသောသူတို့သည်မေစုပရာယနာတေခြင်းတေမင်းချေရင်ဝှစင်းကြရကုန်၏တဲ့ငယ်တဲ့သူပဲဖြစ်ဖြစ်ကြီးတဲ့သူပဲဖြစ်ဖြစ်မိုက်မဲတဲ့လူပဲဖြစ်ဖြစ်လိမ်မာတဲ့လူပဲဖြစ်ဖြစ်အလုံးစုံတတ္တဝါတွေကတေမင်းရဲ့အလိုလိုက်ရတယ်တဲ့တေမင်းကကိုယ့်အလိုဘယ်တော့မှမလိုက်ဘူးတတ္တဝါကသာလည်းတေမင်းရဲ့အလိုကိုလိုက်ရတယ်အခုဟာကျတို့ကတေမင်းအလိုကိုမလိုက်ရသေးဘူးဆိုတာတေမင်းကလာပြီးတော့အရေးမဆိုသေးလို့လာပြီးတော့ငါဘလို့ဖြစ်ခြင်းနဲ့ညာလို့ဖြစ်ခြင်းနဲ့လာမပြောသေးလို့သူ့အလိုကိုဦးဇင်းတို့ကမလိုက်ရသေးတာဟုတ်လားသူနဲ့နှစ်ဖူးတွေတွေ့လာပြီဆိုရင်သူကကိုယ့်အလိုလိုက်မှာမဟုတ်ဘူးကိုကသူ့အလိုလိုက်ရမှာဒါကိုဦးဇင်းတို့ဒီအချက်ကလည်းကွက်ပြားနားလည်ထားတဲ့တယ်ဟုတ်လားများသောဖြင့်လူတွေကကိုယ့်လိုပဲလိုက်အောင်ကြိုးစားနေကြတာပေါ့နော်စီကောင်းပါအောင်တက်နိုင်လဲတက်နိုင်တဲ့လောက်ပေါ့လောက်ကြတာပါတော့မသေးခြင်းသေးဘူးပေါ့နည်းနည်းမြန်အရေးဆိုလို့ရမလားပေါ့နော်နည်းနည်းမြန်စောရကတက်လို့ရမလားဈေးစစ်လို့မြန်ရအောင်မလားလောက်ရတဲ့လောက်လေးတော့လောက်ကြည့်တာပေါ့ဒါပေမဲ့ပြီးတော့လည်းဘယ်ရောက်သွားတော့ပြီးသွားတာပဲသင်မင်းကကိုယ့်အလိုမလိုက်ပါပဲနဲ့ကိုကပဲသင်မင်းရဲ့အလိုကိုလိုက်သွားရတာပဲအကုန်လုံးကအဲ့ဒီနည်းနဲ့ပါသွားကြတာကြီးပဲလေဒါကြောင့်တပ်ပိမစ္စုဝတ္တယန္တိတဲ့အလုံးစုံသောတရားတွေဟာသေမင်းရဲ့အလိုကိုလိုက်ရတာကြီးပဲပြောရရင်သေမင်းကအာနာပါဝါအကြီးဆုံးပဲစွမ်းအားကြီးဆုံးပဲအကုန်လုံးကသူ့လက်အောက်မှာကြီးပဲဟုတ်လားဒါမှမဟုတ်သူ့အလိုလိုက်ရတယ်ဆိုတော့အဲ့ဒါပဲလေကျွတ်တို့ဆိုကြပါစို့အခုအာနာရှိတယ်ဆိုအာနာမရှိတဲ့လူတွေကသူ့အလိုလိုက်ရတာရှိတယ်ဟုတ်တယ်မဟုတ်လားဒီမှာရှိတဲ့အကြီးကဲဆိုရင်လက်အောက်ငယ်သားအကြီးကဲရဲ့အလိုကိုလိုက်ရတယ်သူဖြစ်ချင်တာကိုလုပ်ပေးရတယ်အလိုလိုက်တယ်ဆိုတဲ့စကားကိုပြီးပြင်းနားလည်အောင်စဉ်းစားဟုတ်လားအဲ့ဦးဇင်းလည်းတွေးကြည့်ပါတယ်ဒီအလိုလိုက်တယ်ဆိုတာဘာလဲအလိုလိုက်တယ်ဆိုတာကိုကသူ့လက်အောက်ဆိုတဲ့အဓိပ္ပာယ်ပဲနိဟုတ်တယ်မဟုတ်လားအလိုလိုက်ရတယ်ပေါ့နော်သူဖြစ်ချင်တာကိုလုပ်ပေးရတယ်နော်အဲ့တော့သေပေးရတယ်ဆိုတာဘာလို့သေမင်းရဲ့အလိုလိုက်ရတာပဲအဲ့တော့တကယ်ဒါတွေကတင်စားပြောတဲ့စကားတွေလို့လည်းနားလည်ဖို့လိုတယ်နော်သေမင်းကတတိတတန့်ရှိသလားမရှိဘူးနော်ဒီခန္ဓာကိုယ်ကြီးကိုသေမင်းလို့ပြောတာဆိုလိုတာကပစ္စည်းချင်းကြလာပြီဆိုရင်ဘာစောရကမှမတက်နဲ့ဘာဈေးမှမရှင်းနဲ့ဘာလုပ်လို့မရဘူးသွားတာပဲဆိုတာကိုပြောတာဘယ်သူမှလည်းငဲ့ညာတဲ့သဘောမရှိဘူးအာနာတဲ့သဘောမရှိဘူးလမ်းကြောင်းတိမ်သွားနေတာသူကဟုတ်လားအဲ့တော့နားမလည်နိုင်တဲ့လူနဲ့အမှန်တရားနဲ့တွေ့တဲ့အခါမှာနားမလည်နိုင်တဲ့လူဒုက္ခရောက်တာပေါ့ဒါကြောင့်ဦးဇင်းတို့ဒုက္ခမရအောင်ကြိုတင်ပြီးတော့နားလည်မှုကြီးမားအောင်ကြိုးစားရတာဟုတ်လားနောက်ဦးဇင်းတို့6ခုမြောက်ကဒါလေးသွားမယ်နော်တေတံမေစုပရိဒါနကိစ္စတံပရလောကတော်နပိတာတာဣတိပုဒ္ဒညာတိဝါပဏညာတကေဒီဥစ္စာကတကယ်သိချင်းတရားနဲ့တွေ့လာရင်တတ္တဝါတွေကအကုရမရှိဘူးဆိုတာကိုပြောတာဘာမှလုပ်လို့မရဘူးဆိုတာကိုပြောတာမေစုပရိဒါနသေမင်းနှိစ္စကုန်သည်ဖြစ်၍ပရလောကတော်တမလွန်လောကတော်ကိစ္စတံသွားကြရကုန်တော်တေတံထိုတတ္တဝါတို့တွင်ပိတာအဖတိပုဒ္ဒံသားကိုမရဏတော်သေဘေးမှာနတာယတိမကားွယ်နိုင်ဘူးတဲ့ညာတိဝါပဏဆွေမျိုးတို့သည်လီညာတကေဆွေမျိုးတို့ကိုမရဏတော်သေဘေးမှာနတာယတိမကားွယ်နိုင်ကြကုန်တဲ့ဘလောက်ချစ်တဲ့ဘလောက်ဆွမ်းရှိတဲ့လူမှဒီကိစ္စမှာအကာအကွယ်ပေးလို့မရဘူးလို့ပြောတာအကုန်လုံးဟာနော်အစွမ်းတုံးနေတယ်ပေါ့ကျန်တဲ့နေရာတွေမှာဦးဇင်းတို့အားလုံးစုစည်းလိုက်ရင်အားဆိုတာဖြစ်လာတယ်သိချင်းတရားနဲ့တွေ့လာတော့ဘာတွေဘလို့စုစည်းလို့မှဘယ်သူတွေဘလို့ဝန်းရံလို့မှဒါကလုပ်လို့မရဘူးသွားတာပဲပေါ့ဟုတ်လားသူ့ရဲ့အစွမ်းကိုပို့ပြီးတော့မြင်မိတာပေါ့နော်နောက်ပြောထားတဲ့ကာထာလေးကပိုးတောင်းမှထိတ်လန့်စရာကောင်းတယ်ဒါလေးကတော်တော်လေးလည်းကောင်းပါတယ်မိခတံယေဝညာတိနံပတ္တလာလပဋ္ဌံပုထုဧကမေကောဝမေဇာနံဂောဝေဇောဝိယနိယတိတဲ့နော်ပတ္တကြည်စမ်းပါလောတဲ့ပုထုများစွာကုန်သောညာတိနံဆွေမျိုးတို့သည်ပိခတံကြည်ရှုနေကြကုန်စဉ်လာလပဋ္ဌံအထူးထူးပြပြငိုကြွေးနေကြကုန်စဉ်
ကောဝေဇောတတ်မြည်နွားကိုနိယတိဝိယဆောင်ယူတကဲ့သို့မေဇာနာတတ္တဝါတို့တွင်ဧကမေကောဝတယောက်ချင်းဟူသာလဲမစ္စုရညာသင်မင်းသည်နိယတိဆောင်ယူပြီတဲ့ဒီကထာမျိုးလေးကတော့အလွတ်ကျက်ထားတဲ့အကောင်းနော်ပိကတံယေဝညာတိနံပတ္တလာလပထံပုထုဧကမေကောဝမေဇာနာကောဝေဇောဝိယနိယတိတဲ့နော်နွားတတ်သမားကနွားအုပ်ထဲကသူတတ်ချင်တဲ့နွားကိုတကောင်ချင်းဆွဲပြီးတော့တတ်တယ်ကျန်တဲ့နွားတွေကဘာမှပြောくလို့မရဘူးဒီတိုင်းပဲမော့ကြည့်နေရတယ်ပေါ့နော်မြင်လားဒီမြင်ကွင်းကိုတကောင်ချင်းဆွဲတတ်မှာတော့တတ်ဖို့လို့ကိုမွေးထားတာဒီဥစ္စာကဟုတ်လားဒီနွားချန်တဲ့မွေးထားတာအလှမွေးထားတာမဟုတ်တတ်ဖို့လို့မွေးထားတာအဲ့တော့တက်ချိန်ကြရင်တကောင်ချင်းခေါ်သွားမှာပဲသူကနွားတွေကိုငငယ်ညာထောက်ထားတဲ့စိတ်ရှိရင်ထားတဲ့စားတဲ့အစာကိုမွေးမထားဘူးဟုတ်တယ်မဟုတ်လားနွားတွေနဲ့နွားတတ်သမားရဲ့အနေအထားကိုမြင်အောင်ကြည့်ပါနော်အဲ့လိုပဲဦးဇင်းတို့တတ္တဝါတွေအကုန်လုံးဟာအသက်ခံရမယ်နွားတွေနဲ့ဘာမှမထူးဘူးနော်အချင်းကြတော့သင်မင်းကတကောင်ချင်းကိုလာဆွဲသွားတယ်အဲ့လိုဆွဲသွားပြီဆိုလို့ရှိရင်ကျန်တဲ့လူဟာပါတော့နွားတွေမဟုတ်တဲ့အတွက်ကြောင့်ငိုရမယ်အထူးထူးပြပြပြောဆိုကြမယ်မြည်တမ်းကြမယ်တချို့ဆိုရင်လက်တွေပါတွေမြောက်ကျင်ဘက်တွေပါတွေထုမြေကြီးပေါ်ပြစ်လဲသွားတယ်ဘာကြောင့်ရှိရနော်ဒါကိုပုံပေါ်အောင်ပြောတာဟုတ်လားပတ္တကြည်စမ်းမှာတော့တဲ့ပုထုများစွာဝန်သောညာတိနံဆွေမျိုးတို့သည်ပိက္ခတံကြည့်ရှုနေကြကုန်စဉ်ဟုတ်တယ်ကြည့်ပဲကြည့်နေနိုင်တာနော်ဘာလို့လို့မရအောင်တကယ်တရားစဲတဲ့ဖြစ်နေရဆိုရင်တော့ချီမကန်ပြီလက်မကန်ပြီကိုသွားကန်လိုက်မှနဲ့ခံရခက်ပြီးတော့အသက်မြင်မြန်ထွက်သွားမှဆိုလို့ဆိုကန်လည်းမကန်ရဘူးကြည်ပဲကြည်နေရတယ်ဟုတ်လားအဲ့လိုကြည်နေတုံးမှာပဲဘာမှလည်းလုံးလို့မရတဲ့အခါကျတော့ဘေးကနေဘာလုပ်ကြငိုရတာပေါ့နော်ငိုကြတယ်တချို့ဆိုရင်တောင်ရောက်မြောက်စကားတွေလည်းပြောရတာလည်းရှိတယ်ပေါ့နော်အမျိုးမျိုးငိုကြွေးမြည်တမ်းကြတယ်လာလပထံငိုကြွေးနေကြတယ်အဲ့လိုငိုကြွေးနေတုံးမှာပဲသေမင်းဆိုတဲ့အရာကနော်ဒီတတ္တဝါတွေကိုတယောက်ချင်းခေါ်သွားတယ်တဲ့မွေးဖွားခြင်းတွေကအစားထိုးနေတဲ့ခါကျတော့လောကကြီးကပုံမပြတ်ဖြစ်နေတာပေါ့တကယ်ကတော့အကုန်လုံးခေါ်နေတာပဲဟုတ်လားတစ်နှစ်ကိုကဘာမှာလူဘယ်လောက်သေးတယ်လို့ကြားဖို့တော့နော်တစ်နှစ်ကိုတဲ့လူ3သိန်းခွဲလောက်သေးတဲ့တရက်ကိုပြောတာတစ်နှစ်မဟုတ်ဘူးမှားလို့ဟုတ်လားတရက်ကိုလူ3သိန်းခွဲလောက်သေးတယ်တဲ့နော်တရက်ကိုမွေးနေတာလဲ3သိန်းလောက်မွေးနေတယ်တဲ့ဟုတ်လားအဲ့တော့လူ3သိန်းခွဲလောက်ကိုတနေရာထဲမှာဟိုးနဲ့သေးသွားရဆိုဟာဒီပျက်စီးမှုဘေးကတော်တော်ကြောက်စရာကောင်းတယ်လို့ပြောကြမှာဟုတ်လားကွာဟိုနာတယောက်ဒီနာတယောက်ဟိုနာတယောက်အကုန်လုံးဖြောက်နဲ့သေနေကြတာပဲလေ1မိနစ်ကိုဘယ်နှစ်ယောက်လောက်သေမလဲတွက်ကြည့်ပါနော်အကုန်လုံးမပြောပင်နေတစ်ပင်နေပြုံနဲ့လဲကျသွားတယ်လို့မျိုးမြင်အောင်ကြည့်ပေါ့မျက်စိထဲမှာတတ်တော်ပါလေကိုယ်လည်းမရောက်သေးတော့ခိုင်မာတယ်လို့ထင်နေကြတာခိုင်မာတဲ့သဘာဝမှမဟုတ်ပဲဟုတ်လားဒါပေမဲ့ဦးဇင်းတို့ကဒီဥစ္စာကိုမြင်အောင်လုပ်တဲ့အပိုင်းအားနေတဲ့အခါကျတော့ကိုတကယ်ကိုအခိုင်အမာတွက်ထားတာခိုင်မာတဲ့သဘာဝမဟုတ်ဘူးเนาะအလှည့်မကြသေးလို့ဘာလို့နေတော့ရက်တည်နေတာပြီးတော့ကိုလည်းပဲကိုရှိရလဲသွားတဲ့အရာတွေလို့ကိုလည်းပဲလဲသွားမှာပဲမြင်အောင်ကြည့်ဖို့လိုတယ်ဟုတ်လားအဲ့ဒါကိုမြင်သလောက်ဦးဇင်းတို့ရည်ရွယ်ချက်ကပါလေအကုသိုလ်တရားကိုကြောက်လန့်ဖို့ကုသိုလ်တရားကိုအာကုနိုင်ဖို့ဒီဥစ္စာကသူ့ဖြစ်လာပါကိုကသိခြင်းတရားကိုသာစဉ်းစားနောက်စိတ်ကတိတယ်ဉာဏ်ကတိတယ်ဘာလို့တဲ့လဲဘာမလို့တဲ့ကိုအရေးကြီးတာအဲ့ဒါပဲဘာမလုပ်တဲ့ဘူးဘာလုပ်တဲ့လဲဒါပဲเนาะဘာမလုပ်တဲ့ဘူးတော့မကောင်းတာမလုပ်တဲ့ဘူးပေါ့ဘာလုပ်တဲ့တော့ကောင်းတာလုပ်တဲ့နေပေါ့เนาะအဲ့ဒီဥစ္စာကသူများသင်ပေးတာတဲ့သူများတိုက်တွန်းတာတဲ့ကိုယ်စိတ်ကကိုယ်ညာကိုယ်ကိုသင်ပြီးတိုက်တွန်းပြီးဆိုပို့ပြီးတော့အဲ့ဒါခိုင်းပါတယ်အဲ့ဒါလို့ကိုယ်စိတ်ကကိုယ်ကိုဆရာလုပ်သွားဖို့ဟုတ်လားကိုယ်စိတ်ကကိုယ်ကိုအကောင်းဆုံးညွှန်ကြားနိုင်ဖို့အတွက်ဦးဇင်းတို့ဘာလုပ်ရမလို့သိရင်တရားကိုစဉ်းစားရမယ်ဟုတ်လားအကုန်လုံးအကြောင်းအကျိုးတွေဆက်နေเนาะ